ရှင်အဲ့လိုမသိကြအောင်စားပြီးဝင်သွားလို့မရဘူးနော်ကျမလုံးဝတီးမခံနိုင်တော့ဘူးဘာလို့တီးမခံနိုင်လဲမင်းကမင်းအေးစိတ်နေလို့မရဘူးလားအေးစိတ်မနေနိုင်ဘူးကျမရှင့်ရဲ့တရက်ဝင်မိန်းမတော့ရှင့်အိမ်မှာဂျောင်ထိုးထားမယ်မိန်းမမျိုးမဟုတ်ဘူးပွဲရကြရင်လည်းကျမကိုမခေါ်ဘူးဘယ်တော့ကျမကိုမခေါ်ဘူးကျမကဘာနဲ့တည်းရှိနေလို့လဲပြောလေရှင်ပြောဒီမှာမင်းကအေးစစ်စစ်နေတတ်တဲ့သူမို့လို့ငါမခေါ်တာဘာဖြစ်လို့ပြဿနာဖြစ်ချင်လဲရန်ဖြစ်ချင်နေရလားဟလားရှင်လူပြောမဟုတ်တော့ဘူးနော်ရှင်လူပြောလောက်ချင်နေရလားတယောက်တည်းရှင်မှာကျမတက်ရောက်လို့မရငေါတော့ရှိနေရနော်မင်းဘာဖြစ်နေရလဲဟမ်ဘာဖြစ်လို့ပြဿနာရှာနေရလဲအေးစစ်စစ်နေလို့မရဘူးလားရှင်ပါစပ်ပေးအဲ့ပါစပ်ပေးလိုက်တော့ဘာလို့တာလဲငါဖုန်းရှင့်မရခဲ့ဘူးသူလဲဆိုရှာနေရလေဘာလို့မရင်ခဲ့လဲဘာလျှောက်ပြောနေတာရှင့်မနောက်ပြောက်ရှိတယ်ဆိုတော့ကျမသိရနော်အဲ့ဒါကြောင့်ကျမအခုလိုကြောင်ထိုးတာဒီဘာဖြစ်နေလဲအဲ့လည်းမအိမ်မယူနေလားဘယ်ရမရင်ကိုပြောနေရမင်းဟုတ်တယ်မောင်တော်ဆွေယူနေပြီမောင်ရဲ့မောင်ဆွေတွန်းနေမောင်ဘာလို့ခုလိုလုပ်ရရလဲမောင်ရဲ့ဆွေမင်းမပြောရမှာတော့အားနာတယ်ကွာမင်းကနာနဲ့ဝဝင်းနေလို့မရဘူးလားမင်းခုလိုငါနာပို့ပြီးကတ်လေမင်းကစိတ်ပြတ်ပြီလေဖြစ်မှာပဲနော်ဆွေဘာလဲမောင်မရငယ်မနဲ့လာပြီးတော့ဆွေကိုနှိုင်းနေရလားအဲ့ကောင်မဘာလုပ်လဲကျမတော့တတ်မှာနော်ဆွေငါစီမှာဘာမရင်ငယ်မှမရှိဘူးမင်းသူများကိုလိုက်ပြောမနေနဲ့ဒီမှာမင်းပုံစံနဲ့မင်းကြည့်ကိုဟမ်မင်းဒီပုံစံမင်းမြင်လားဟမ်ငါဒီကောင်မပြောချင်ဘူးမင်းကောင်းလေမင်းကြည့်ဒီမှာဘောက်နေတဲ့မင်းမြင်လားပြဒီကောင်းရဲ့အနက်မင်းကမသတိမထားမိဘူးလားဟမ်ဘေးနာလို့နည်းနည်းပါးပါးအားနာအောင်လေဒီလိုဖြစ်နေမင်းပုံစံမင်းဘယ်လောက်ယုံဖို့ကောင်းမင်းမသိဘူးလားစိတ်ပြက်ကိုကောင်းစောင့်ရကြပြီဘလို့ဖြစ်ရလဲဆွေရဲ့နင်တို့လင်မယားကြောင့်ကြားတာစိတ်မကောင်းလိုက်တာငါ့ကိုမချစ်တော်ဘူးထင်ပါတယ်ဟဲ့မရငယ်ရနေနေမှာပေါ့ညှိနှိုင်းလို့လည်းဘလို့မှမရဘူးမပေါင်းနိုင်တော့ဘူးတဲ့မငယ်ရနေဆိုတော့ငါဘလို့သိရလဲဖမ်းမိထားလို့လားဟာဖမ်းမိကြမှာမလို့လားယောက်ျားတယောက်ကသူ့မိန်းမအပေါ်မှာဘာစိတ်မှမရှိတော့ဘူးဆိုလို့ရှိရင်ဒါမရငယ်ရနေလို့ပဲဒီမှာပေါ့ဩဟုတ်ချင်မှဟုတ်မှာပါဟဲ့ငါနင့်ပုံမှန်လေးခုမျိုးနဲ့နော်အေးလေနင်စပင်နေပါလေဥရပြားပါလေတခြားကယူဆိုင်ဖြစ်လားဟာယောက်ျားနဲ့မှအစင်မပြေလို့မှစိတ်ညစ်နေရတဲ့ငါဘာလို့ရမှာလဲရေးနင်ကတမျိုးဟဲ့နင်အဲ့ဆိုရင်အိမ်မှာနင်ယောက်ျားနဲ့နေရောဒီပုံစံပဲလားဟုတ်တယ်လေအဲ့ဆိုရင်တော့ငါနင့်ကိုတနေရာခေါ်သွားမှရတော့မယ်ဘယ်လဲရုပ်ခေစီကိုရုပ်ခေဟမ်ငါယောက်ျားနဲ့ဖောက်တယ်လေကောင်းမလားအခုသွားလိုက်လားမဟုတ်ဘူးဘယ်ကောင်မလဲမဟုတ်ဘူးခဏနေအိုးမလေးဒေါသလည်းကြီးလိုက်တာရုပ်ခေဆိုတာကလေမကောင်းမလေးမဟုတ်ဘူးအနည်းရဲ့စပင်းနေဆန်သားတွေအခုလိုဖြစ်နေတာကိုလေတေးချလှုပ်ပေးမဲ့
beauty lounge ကိုပြောတာ အာနင်ကလည်းရှင်းရှင်းမပြောငါမှလင်ပူမိတွေပါတယ်ဆိုမှဘယ်ယူကီမှမသွားချင်ဘူးငါ ဟဲ့နင်ရုပ်ကိုမသွားဘူးဆိုလို့ရှိရင်နင်ယောက်ျားပြန်လာဖို့မျှော်လင့်မနေနဲ့တော့ဟုတ်တယ်လူတော်မှနင်မကောင်းဖြစ်ရင်လေဆရာဝန်စီသွားရသေးတာအခုနင်ရဲ့ဒီသပင်တွေဥယျာဉ်ပြားတွေဒီဘောက်တွေငါပုံဝင်လင်းလင်းပြောမယ်သိလားအဲ့အနက်နဲ့ငါတော့မခံနိုင်ဘူး ဟဲ့ အဲ့ဒါနင်သေးချာလေးကျွမ်းကျင်တဲ့ beauty expert နဲ့တွေ့ပြီးတော့နင်ကုသမှုခံယူသင့်နေပြီတကယ်ချင်း အဲ့ဆိုယူကီကဘယ်နားမှလဲ ချက်ထရီရမှာနင်သွားမလားငါပြောပေးမယ်မင်္ဂလာပါမ ဟာလေငါနေနေလေ ဟုတ် ရှင်းထားလို့ပဲရှင် ဟုတ်ကဲ့ဟုတ်ကြောက်ပါရှင်မ မင်္ဂလာပါဆွေဆွေရဲ့ပြဿနာပြည့်မြပေါ်ထားလို့လေအမသိထားပြီးပါပြီညီမလေးအခုရင်ဆိုင်နေရတဲ့ပြဿနာလေးတွေနဲ့ပတ်သက်ပြီးတော့မှအမအကောင်းဆုံးဖြေရှင်းပေးမယ်နော်အရင်ဆုံးအမနံပါတ်1ချက်ဒီဥယျာဉ်ပြောင်းမကုခင်မှာပြောချင်တဲ့စကားကကိုချစ်ဖို့ကနံပါတ်1အရေးကြီးဆုံးပဲဆွေကိုချစ်မှာကိုလှအောင်နေမှာအခုကဆွေကြတော့တစ်ဖက်လူကိုပဲစိတ်ကပို့ပြီးတော့မှချစ်တဲ့စိတ်တွေများနေတော့ဆွေကိုမသိလိုက်ဘဲနဲ့သူ့ရဲ့ဒီဥယျာဉ်ပြောင်းမှာဘောက်ဒေတာများပြီးတော့မှအနမ်းရှိတဲ့ပြဿနာတွေဖြစ်လာတာကိုအမတွေ့ရတယ်ဆွေကောင်းမှရှိရဲ့အနံ့နေမနံတော့အောင်လေဒီဟာလေးတွေကိုအမအရင်ဆုံး clean လုပ်ပေးမယ်ဒီလားဒါလေးတွေရှိနေလို့ဆွေအနံ့နေရနံနေတာเนาะဒါလေးတွေအမတို့ဘက်က clean လုပ်ပေးလိုက်လို့ရှင်ဥယျာဉ်ပြားတန့်သွားမယ်ပြီးတော့မှွှင်းချင်းပေါက်ပွင့်သွားမယ်နောက်ပိုင်းကျမှစပင်းနေလိုက်ပို့တန်လာနိုင်မယ်နော်ဆွေဘက်ကကျတော့ပုံမှန် tonic ကလေးသုံးပြီးတော့ကိုယုံကြည်မှုအပြည့်နဲ့နေပေးရဟယ်လိုဟုတ်ကဲ့စီပါစိတ်ချပါရှင်စီအားလုံးအဆင်ပြေအောင်စီစဉ်ပေးလိုက်ပါမယ် Thank you ပါစီကိုအခုလိုရုံးစူးစားတဲ့အလုပ်တွေအပ်ပေးကြလို့ကျေးဇူးတင်ပါတယ်ဒီနေ့မငင်းစီသွားရမှာပဲဟယ်လိုမမညိစိတ်ကနာတွေယူကီလာမလို့ဟုတ်တယ်ဆွေရဲ့ဘဝမှာလေအခုလိုမျိုး smart and healthy life တစ်ခုရဖို့ဆွေရဲ့စံသားတွေကိုမမညင်ကပြုပြင်ပြောင်းလဲပေးရုံတင်မဟုတ်ဆွေရဲ့စိတ်ကိုပါပြောင်းလဲပေးတာအရင်ကျေးဇူးတင်တယ်။အော်မမညင်နောက်တစ်ပတ်ကျလို့ရှိရင်လေဆွေတောင်ကြီးနဲ့မန္တလေးမှာအလုပ်ကိစ္စနဲ့သွားမှာအဲ့မမညင်ရဲ့ယူကီဆိုင်ခွဲတွေသွားပြီးဒုက္ခပေးဦးမယ်။အော်မမညင်ရဲ့အခုဆိုရင်လေခါချစရာဘောက်တွေကမရှိတော့ဘူး။တငယ်လေးပဲခါချနေရတယ်ဆွေရ။ညနေလာခဲ့မယ်နော်တတန်းမောင်လေး sorry အမဧည့်သည်နဲ့ဖုန်းပြောနေတာကြာသွားတယ် ရတယ်အမ အခုသပင်ချင်းလေးလေးဘယ်လိုရှိပြီလဲ နည်းနည်းပြန်ထူလာပြီးတော့ baby hair လေးတွေအများကြီးထွက်လာ တော်နစ်က ကျွတ်တော့ ဟာလားတော်နစ်ကတိတ်နေချင်တော့တခြားသုံးတယ်မလား တုံးနေအမပေးတဲ့အတိုင်းဟာတော်တော်ကုန်နေပြီဒုနေတော့မှထိုက်ယူပါမယ် လင်းက package လေး5ချင်လောက်ဖြစ်ပြီဆိုတော့ဒီညာလေးတော့ဆိုရင်တော်တော်များလာပြီเนาะနင်းဖြစ်တာဒီညာလေးတော့မြင်နေရပြီဟုတ်အဲ့ဒါဆိုရင်အမတို့ treatment လေးနည်းနည်းထပ်ပြီးတော့စလုပ်လိုက်ကြမယ်เนาะဟုတ်ကဲ့ပါအမဟုတ် အဲ့ဆိုမော် follow up ဟိုလိုက်ရမယ့်အချိန်ကြာလို့ရှိရင်ဖုန်းသိချာလေးဆက်ပြီးလိုက်ပါမယ် ကောင်းပါပြီမခွင့်ပြုပါအောင်မ See you ဟုတ် ကဲ့ပါ see you နေပါဦးဆွေမင်းအများကြီးပြောင်းလဲသွားပြီနော် ရှက်ဖယ်လိုက်အော်နောက်တစ်ခါငါ့ကိုလမ်းမှာတွေ့ရင်လုံးဝမနှုတ်ဆက်နဲ့ငါကောင်လေးကမကြိုက်ဘူးတဝင်းတူတတ်တယ်ဆေးလား မညိ ဟွန်း ဟိုခုနကတော့တယောက်ကလေ ဟွန်း မညိစီမှာ treatment ယူရလား ဟုတ်တယ်လေးစီဘာဖြစ်လို့လဲ အဲ့ဒါဆွေရဲ့ ex လေ ဟုတ်လား ဆွေကိုခေါင်းနဲ့နံလို့မပေါင်းနိုင်တော့ပါဘူးဆိုပြီးထားခဲ့တဲ့ယောက်ျားပေါ့ အော် အခုတော့ तू ကမမညိစီမှာတောင် treatment ယူနေရပြီလား ဟုတ်တယ်သူလည်းသပင်ပါတယ်ဆိုပြီးတော့လေ treatment လာယူနေအောင်နည်းနည်းတော့ကြာနေပြီ ကျေနပ်တယ်